တွေမှာသာယူမလို့ပါချိန်မှလည်းပတ်သည်တို့ရဲ့နိုးစက်ချက်ဖားများနဲ့အုံဟူငါဟူနဲ့အညိုငန်းဒီထော်လာချီနဲ့နေကုန်တို့ယုံကြည်တန်ဖြစ်တဲ့ချင်းများခွေနဲ့ပြန်လို့မောတာဟင်းနေပြီရှောင်းဖော်ရဲ့နေဘူးလို့ဟောရွာယူမစားဟိပါဒါမျိုးကယုံနေပြီရှောင်းဖော်ရဲ့နေတော့တော့ဆောင်ပြီချောဟူနဲ့ဟဲမှာရေချိုးပြီးတော့ပြန်ပြီးနေကိုချင်းစုံဖော်တဲ့ဆုံးပြီးပုံမှန်ချီတက်ပြီးဟောသမျှပန်းသမျှမင်းပြောက်ကြလို့ဘူးဟူရာဟာပြီးဟောတဲ့ဆုံးလေးခင်ခင်ပြီးမပြောကြရလို့ကောင်းပြီးစားစားတော့စားစားနောက်စိတ်မကောင်းဘူးရှောင်းဖော်ရဲ့နေညိုချင်းရောက်ပြီးဘောတော့လာတငယ်ချင်းများရှိတဲ့စီအားကျွဲကင်းလေပဲလို့ကောင်းပြီးခေါ်မချောဟုတ်ခင်လေတဲ့လမ်းလျှောက်ကြပြီအေးဝင်ပြီးဆိုဗီဒီယိုရှုံးမှာပြန်ဆုံးကြအောင်ပြီအထောက်ချိန်များနဲ့တနက်ပြခါမှတော့ဟိုကြဟာပြီကောင်းကြောပြီးဒီချိန်ဆိုရင်အိမ်ဝင်မလွယ်ပေါ့စီအဖားရဲ့ထောသာထိတ်တိုက်တွေဖို့ကြောက်ဟူရဟာပြီရောက်ဖော်ရဲ့သကောင်းကြောတော့ပြီအိမ်တော်ပြီမနေ့ကမှတွေ့ကြပြီရောက်ဖော်ရဲ့အခင်းမရဆုံးဖို့ရောက်ဖော်လို့ချစ်တော်တို့ခေါ်သည်ချိန်မှလည်းပတ်ပြီးတို့ရဲ့နိုးစက်ချက်ဖားများနဲ့အုံဟူငါဟူနဲ့အညိုငန်းဒီထော်လာချီနဲ့နေကုန်တို့ယုံကြည်တန်ဖြစ်တဲ့ချင်းများခွေနဲ့ပြန်လို့မမောတာဟင်းနေပြီရှောင်းဖော်ရဲ့နေဘူးလို့ဟောရွာယူမစားဟိပါဒါမျိုးကယုံနေပြီရှောင်းဖော်ရဲ့နေတော့တော့ဆောင်ပြီးချောဟူနဲ့ဟဲမှာရေချိုးပြီးတော့ပြန်ပြီးချင်းစုံဖော်တဲ့ဆောင်ဒီပုံမှန်ချီတက်ပြီးဟောသမျှပန်းသမျှမင်းပြောက်ကြလို့ဘူးဟူကြဟာပြီးဟောတဲ့ဆောင်လေးခင်ခင်နေပြီးပြောကြရလို့ကောင်းပြီးစားစားတော့စားစားနောက်စိတ်မကောင်းဘူးရောက်ဖော်ရဲ့နေညိုချင်းရောက်ပြီးမတော်တော့လားတငယ်ချင်းများရှိတဲ့စီဖားကျွဲကင်းလေပဲလို့ကောင်းပြီးခေါ်မချောဟုတ်ခင်လေတဲ့လမ်းလျှောက်ကြပြီနေဝင်ပြီးဆိုဗီဒီယိုရုံမှာပြန်ဆောင်ကြအောင်ပြီအထောက်ချိန်များနဲ့တနပ်ပြခါမှသဘောဟူကြပြီကောင်းကြောပြီးဒီအချိန်ဆိုရင်အိမ်ဝင်မလွယ်ပါစီအဖားရဲ့တော်သာထိတ်တိုက်တွေဖို့ကြောက်ဟူကြပြီရောက်ဖော်ရဲ့သကောင်းကြောတော့ပြီအိမ်တော်ပြီခနဲ့ခင်မှတွေ့ကြပြီရောက်ဖော်ရဲ့ခင်မရတော့ဘူးရောက်ဖော်လို့ချစ်လို့တော့ခေါ်သည်ရောက်ဖော်ရဲ့ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်